Hello, ayok chen si dai shalom. Phaya ken si ma la do nyai te chen. Tene te mi ta su apo ma tatapan tayauk pa se lo dai kunna ministry ရဲ့ Sunday sermon ကနေရောက်ချင်းစီတိုင်းကိုပြန်လဲကြိုဆိုတာဖြစ်ပါတယ်။ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတက်တည်ထူချင်တာဖြစ်ပါတယ်။ဒါကွန်န ministry ဒီ online ministry ဟာဆိုလို့ရှိရင်ဒါဒီနေ့နဲ့ဆို9နှစ်ပြည့်ခဲ့ပါပြီ။ COVID lockdown အချိန်မှာဘုရားသခင်ရဲ့ကြီးမားသောနှိုးဆော်မှုရလှုပ်ဆောင်ခဲ့တယ်။ထိုစဉ်ကဆိုရင်ကျွန်တော် live worship service အနေနဲ့လှုပ်ဆောင်ခဲ့တယ်။တစ်ဖက်မှာလည်းပဲကျွန်တော်တို့ခဲလို့ခေါ်မလားတော့မသိဘူး page တွေ hack ခံရပြီးတော့ဒီတော်တော်လေးကိုသွားလာတာအဆင်ပြေပြီးတဲ့နောက်ပိုင်းမှာကျွန်တော် sermon record အနေနဲ့ကျွန်တော်ဆက်လက်ပြီးတော့ကျေးဇူးတော်တက်ကြောင့်ရည်တည်နိုင်တာဖြစ်တယ်ကျေးဇူးတော်တက်ကြောင့်ပါဝင်ခွင့်ရတာဖြစ်ပါတယ်လို့ဒီအစီအစဉ်မှာပါဝင်မှုသောသူတယောက်ချင်းစီတိုင်းအထူးကျေးဇူးတင်တာဖြစ်ပါတယ်တင်တို့ရောက်တဲ့နေရာရှိတဲ့နေရာလှုပ်ဆောင်တဲ့နေရာတိုင်းမှာဘုရားသခင်အထူးကောင်းကြီးပေးပါစေလို့အာမင်ဒီစီစဉ်အားဖြင့်တင်တစုံတစ်ခုဘုရားသခင်နှုတ်ကပတ်တော်အတက်တပံနော်လန်းဆန်းခြင်းဘုရားသခင်ရဲ့စကားပြောခြင်းခံရတယ်ဆိုရင်ဘုရားသခင်ကျေးဇူးတော်ကိုဆက်လက်ပြီးတော့ချီးမွမ်းပါဒီ ministry တလက်ဆက်လက်ပြီးတော့ဆုတောင်းပေးပါလို့နော်လာမယ့်ချိန်များမှာဘုရားသခင်ဖွင့်ပြတဲ့အရာတိုင်းတာ၍လှုပ်ဆောင်နိုင်ဖို့လို့ငါကျွန်တော်ဆုတောင်းပြင်ဆင်နေတဲ့အရာဖြစ်ပါတယ်လို့အာမင်ဒီနေ့မှာเนาะကျွန်တော်ချိန်နှဲငယ်အတွင်းမှာဘုရားသခင်နှုတ်ကပတ်တော်ကိုကျွန်တော်စဉ်းစားဆင်ခြင်လျက်เนาะကျွန်တော်ဝိညာဉ်ရေးရာအတွက်ကောင်းကြီးမင်္ဂလာဖြစ်ဖို့လို့ငါအယောက်ချင်းစီတိုင်းကိုယေရှုနာမလိုက်ထပ်လောင်းပြီးတော့ကြိုဆိုတာဖြစ်ပါတယ်ဒီအချိန်နှဲငယ်အတွင်းမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအသက်ရှင်သောကြောင့်เนาะသင်ကိုစကားပြောမှဖြစ်ပါတယ်သင်အတွက်ကောင်းကြီးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ရတာဖြစ်ပါတယ်ဒီနေ့အတွက်ကျွန်တော်ရရှိထားတဲ့ဘုရားသခင်နှုတ်ကပတ်တော်ကောင်းစဉ်ကတော့ကျေးဇူးတော်ချီးမွမ်းခြင်းရဲ့နော်သို့မဟုတ်ဘာကြောင့်ကျေးဇူးတော်ချီးမွမ်းဖို့အရေးကြီးတယ်လဲကျွန်တော်ယုံကြည်သူတွေကဒီအရာလေးကိုကျွန်တော်အနေငယ်စင်ချင်နှလုံးသွင်းပြီးတော့မိမိရဲ့တက်တာကိုပြုပြင်လက်ဘုရားသခင်အလိုတော်ရှိတော်နော်အသက်တာအလိုတော်ရှိတော်ပြုမှုဆောင်တဲ့ခြင်းများတာ၍လှုပ်ဆောင်နိုင်ဖို့လို့ငါဝိညာဉ်တော်ဘုရားမဆပါစေလို့အာမင်ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ပတ်သက်ပြီးတော့ဒီစကားလုံးကိုကျွန်တော်လေ့လာတဲ့အခါမှာ Net Bible မှာဆိုလို့ရှိရင်195ချိန်တိုင်ဖော်ပြထားတာကိုကျွန်တော်တွေ့ရတယ်။ရှင်ပေါလုရေးတဲ့နော်စာဆောင်တွေမှာ40တိုင်ကျွန်တော်ရေးထားတာကိုတွေ့ရပါတယ်။ဒီကျေးဇူးတော်ချီးမွမ်းခြင်းရဲ့မူရင်းစကားလုံးက Greek စကားလုံးဖြစ်ပြီးတော့နော် charizomai ဆိုတဲ့ charis grace နဲ့နော် homologioဆိုတဲ့ to confess တော့မဟုတ် acknowledge ဆိုတဲ့စကားလုံးနှစ်ခုပေါင်းစပ်ထားတော့နော်ကျွန်တော်ကျေးဇူးတော်ချီးမွမ်းခြင်း thanksgiving လို့ခေါ်တာဖြစ်ပါတယ်အတိတ်ဘုရားသခင်ရဲ့ကျေးဇူးတော်ဘုရားသခင်ပြုသောကောင်းကြီးမင်္ဂလာနော်ဘုရားသခင်ပြုသောထောက်ပံ့ခြင်းအမှုအလုံးစုံအပေါ်မှာကိုတော်ကောင်းမြတ်လိုက်တာကိုတော်ကြီးမြတ်လိုက်တာကိုတော်ကြောင့်ဖြစ်ပါတယ်ဆိုပြီးတော့ဝန်ခံခြင်းဖြစ်ပါတယ်ဆိုတဲ့နော်အတိတ်ဘယ်ကိုရှိဥစွာပေါ်ပြလိုတာဖြစ်ပါတယ်နော်ကျွန်တော်ဒီနေ့မှာနော်ဘာကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းရမလဲယုံကြည်သူတယောက်အနေနဲ့ဘာကြောင့်ချီးမွမ်းရမလဲဆိုရင်ကျွန်တော်ကကြီးနဲ့စထားတဲ့နော်ဒီအချက်၃ချက်ကိုဝင်ငါလိုတာဖြစ်ပါတယ်ခုနပြောသလိုချီးမွမ်းစရာအကြောင်းရင်းတွေမြောက်များစွာရှိတာဖြစ်ပါတယ်အကျင့်ပေါင်းမြောက်များစွာနေရာနီးပါးတောင်မှပေါ်ပြထားတာဖြစ်ပါတယ်သို့တော့ကျွန်တော်အသေးစိတ်ကိုမတွားတော့ဘဲနဲ့ကျွန်တော်တက်တာမှာအမြဲတမ်းမှတ်ရပြီးတော့ကျွန်တော်အမြဲတမ်းချီးမွမ်းနိုင်သောချီးမွမ်းသောအသက်တာဖြစ်ဖို့လို့ငါဒီ၃ချက်နဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ခံယူကြမှာဖြစ်ပါတယ်လို့နံပါတ်၁ကဘာကြောင့်ဘုရားသခင်ကျေးဇူးတော်ကိုကျွန်တော်ယုံကြည်သူတွေချီးမွမ်းဖို့ရတဲ့အင်မတန်မှအရေးကြီးတယ်လဲဆိုရင်ကိုတော်အလိုရှိသောအရာဖြစ်ပါတယ်ဒီအရာကတနည်းအားဖြင့်ဆိုရင်ကိုကမကောင်းတတ်လို့ကျေးဇူးတော်ချီးမွမ်းတာမဟုတ်ဘူးတော့မဟုတ်ကိုဟာနဲ့ကိုစဉ်းစားတတ်လွန်းလို့အဲ့လိုမျိုးပုံစံမဟုတ်ဘဲနဲ့ဘုရားသခင်ခိုင်းထားလို့ဖြစ်တယ်သို့မဟုတ်ဘုရားသခင်အလိုရှိသောအရာဖြစ်ပါတယ်ကျမ်းစာတွေမြောက်များစွာရှိတယ်ကျွန်တော်အများကြီးတော့မဖတ်တော့ဘူးသို့တော့ဒီကျမ်းချက်လေးတွေနဲ့ကျွန်တော်ပေးသွားမှာဖြစ်ပါတယ်လို့ notes လေးတွေမှတ်ထားတာသို့မဟုတ်ဒီ comment မှာဖြစ်ကျွန်တော်ကျမ်းချက်လေးတွေရေးပေးသွားမှာဖြစ်ပါတယ်ဒီအခြေပြုကျမ်းအနေနဲ့တက်58ကျွန်တော်ယုံကြည်သူတွေ science school ကလေးတွေမှာစအင်မတန်မှကျွန်တော်အလွတ်ရတဲ့ကျမ်းချက်လေးဖြစ်ပါတယ်အရာရာ၌
ကျေးဇူးတော်ချီးမွမ်းကြလော့နော်ဖခင်ခင်စေခိုင်းထားတဲ့အရာဖြစ်ပါတယ်ကျေးဇူးတော်ချီးမွမ်းဖို့ဒါပေမဲ့လူအနေနဲ့ကြည့်ရအောင်အရာရာဆိုတဲ့ခါမှာနော်အရာရာထဲမှာမပါတဲ့အရာမရှိတဲ့အတွက်ကြောင့်အရာခတ်သိမ်းအရာအားလုံးနော်ကျွန်တော်အနှိမ့်အမြင့်အသက်ကျလူဘဝမှာရင်ဆိုင်ရတဲ့အရာအားလုံးဒီအရာတွေအားလုံးအတွက်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတဲ့နော်တစ်ချက်စဉ်းစားရအောင်တခါတလေမှာကိုဖြစ်ချင်တဲ့အရာမဖြစ်တဲ့ခါမှာပေါ့အစဉ်ပြေတဲ့ခါနော်အောင်မြင်တဲ့ခါနော်လူတွေကလက်ခုပ်တီးကြတဲ့ခါကျေးဇူးတော်ချီးမွမ်းရတာအင်မတန်မှလွယ်ပါတယ်ကျေးဇူးတော်ချီးမွမ်းစရာအကြောင်းလည်းဖြစ်ပါတယ်ဒါပေမဲ့နှုတ်ကပတ်တော်မှာဘုရားသခင်ဖော်ပြထားတဲ့အရာပါလဲဆိုရင်အရာရာမှာခင်ဗျအောင်မြင်နေဖြစ်စေရှုံးနေနေဖြစ်ပါစေနော်လူတွေအတိမတ်ပြုနေဖြစ်ပါစေနော်အပေခံဘဝဖြစ်ပါစေနော်တင်အောင်မြင်တဲ့ချိန်ဖြစ်ပါစေနော်ဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရတဲ့ချိန်ဖြစ်ပါစေကျမ်းမာတဲ့ချိန်ဖြစ်ပါစေနော်ကျွန်တော်စိတ်ယုံတရားတဲ့ချိန်ဖြစ်ပါစေအရာရာမှာကျေးဇူးတော်ချီးမွမ်းပါဆိုတာကကျွန်တော် option မဟုတ်ဘူးဖရာသခင်ရဲ့စေခိုင်းတဲ့အရာသို့မဟုတ်ဖရာသခင်ရဲ့အလိုတော်ဖြစ်တယ်ဆိုတာကိုကျွန်တော်စဉ်းစားဖို့လိုပါတယ်စဉ်းစားဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်ဘယ်လိုနားလည်နိုင်မလဲနော် plan A plan B plan C တိအလုံးမလုပ်တဲ့အခါမှာဘယ်လိုကျေးဇူးတော်ချီးမွမ်းနိုင်မလဲဆိုရင်နော်ဘာကြောင့်ဒီအရာတွေနော်ဒီဖြစ်သွားတယ်ဆိုတဲ့အရာပေါ်မှာကျေးဇူးတော်ချီးမွမ်းရမှာမဟုတ်ဘူးကျွန်တော်နေ့ချုပ်နဲ့ပဲပြောပါမယ်နော်ဖြစ်ပေါ်လာသောရလက်အပေါ်မှာကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းရမှာမဟုတ်ဘူးဖြစ်ပေါ်လာတဲ့အရာအားလုံးဒီကိုတော်မတိဘဲနဲ့ဖြစ်သွားတဲ့အရာမဟုတ်ဘူးကိုတော်သိချစ်တဲ့သားသမီးတွေကိုတော်ဘယ်တော့မှမစွန့်ပစ်ဘူးဆိုတာကျွန်တော်နားလည်ရင်းနဲ့နော်အနိုင်ဆုံးအခြေအနေကိုရဲ့ဖြစ်ချင်တဲ့အရာနဲ့စန္ဒနဲ့ပြောင်းပြန်ဖြစ်နေတဲ့အချိန်မှာတောင်မှကျွန်တော်ချီးမွမ်းနိုင်ဖို့အရေးကြီးဆုံးသောအရာကဘာလဲဆိုရင်နော်အရာအားလုံးကကိုရောရဲ့ under control မှာဖြစ်တယ်ဆိုတာကျွန်တော်အင်မတန်မှနားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဘဝမှာကြုံတွေ့ရတဲ့အရာအကြီးကြီးနော်အကြီးဆုံးမှအငယ်ဆုံးထိတိုင်အောင်ပေါ့နော်ကိစ္စဝဝကျွန်တော်အမှုတရားရင်ဆိုင်နေရတော့နော်လူသားများဖြစ်ကြတယ်ဆိုတော့ဖြစ်ပေါ်လာတဲ့အရာပေါ်မှာဂျေဇုတော်ချီးမွမ်းတဲ့သူမဟုတ်ဘဲနဲ့နော်ဒီကိုရော့ကြောင့်ဒီအရာတွေကျွန်တော်ရင်ဆိုင်ရတယ်ဂျေဇုတော်ကြောင့်ကျွန်တော်ဒီ result ကိုရရှိတယ်ဆိုပြီးတော့ချီးမွမ်းတတ်ဖို့ရန်အတွက်ဖရာသခင်အလိုရှိတာဖြစ်ပါတယ်ထိုကဲ့သို့ကျွန်တော်ရှုံးနေတဲ့ချိန်ကြာရှုံးနေတဲ့ချိန်မှာဂျေဇုတော်ချီးမွမ်းတာကလူအနေနဲ့ဆိုရင်တော့ကျွန်တော်စဉ်းစားရခက်တယ်လောက်ဆောင်ဖို့ခက်တယ်တခြားဘာသာဝင်တွေကပြောသလဲဒီခရိယန်တွေနာအေးဓမ္မတော်မှာတခြင်းဆိုပြီးတော့ဝမ်းမြောက်နေကြတာစဉ်းစားလို့မရဘူးတဲ့ဟုတ်ပါတယ်เนาะကျွန်တော်တို့ခက်ခဲနေတဲ့အချိန်เนาะကြက်တဲနေတဲ့အချိန်မှာပင်လျင်ဘုရားသခင်ဂျေဇုတော်ကိုချီးမွမ်းတဲ့အရာကเนาะဘုရားသခင်ပြုလုပ်သောအရာမရတန့်သေးဘူး it is not the end ဆိုတာကိုကျွန်တော်တို့ဘုရားကိုယုံကြည်လျက်ဘုရားပြုမဲ့အရာဘုရားထပ်လောင်းပြီးတော့ပြုမဲ့အရာတွေပေါ်မှာကျွန်တော်တို့မျှော်လင့်ခြင်းယုံကြည်ခြင်းကိုပြသတာဖြစ်ပါတယ်ဥပမာဆိုကြပါစို့เนาะចောင်းသားတွေလူငယ်တွေရှိတယ်ဆိုရင်တင်ဆောင်ပွဲကြတယ်ကျေးဇူးတော်ချီးမွမ်းနိုင်စရာမရှိဘူးเนาะမိဘကစုမယ်ဟိုဘက်ကလည်းเนาะ celebration တွေလုပ်နေမယ် no ကျေးဇူးတော်ချီးမွမ်းချက်ပါပုံဆောင်တယ်လေငါဖះကိုယုံကြည်တယ်ဒီအရာကငါရဲ့ခရီးအဆုံးသတ်မဟုတ်ဘူးဖះငါကိုကောင်းကြီးပေးအောင်မယ်ဆိုတဲ့ယုံကြည်ခြင်းကเนาะဖះကိုအရာရာမှာကျေးဇူးတော်ချီးမွမ်းနိုင်စရာအကြောင်းချီးမွမ်းနိုင်တော်သူဖြစ်စေတာကထိုအရာအကြောင်းဖြစ်ပါတယ်ကျမ်းစာနဲ့ဥပမာတစ်ခုကြည့်အောင်ပေါလုနဲ့တီလဘုရားသခင်ကပြောရရင်ခိုင်းတယ်ဘုရားသခင်အတူပါရှိတယ်เนาะအသက်ရင်းပြီးတော့ဧဝံဂေလိတရားကိုဝင်ငှကြတယ်နောက်ဆုံးမှဘာဖြစ်သွားသလဲဟောနောက်ဆုံးမဟုတ်เนาะသူတို့ကြုံတွေ့ရတဲ့အရာတစ်ခုကဘာဖြစ်သွားတယ်လဲဆိုရင်ယောမအင်ပါရာရဲ့เนาะကြောက်စရာကောင်းဆုံးအခက်ခဲဆုံးတိုက်ပိတ်ထောင်ထဲမှာလောင်ခံရတယ်โอเคကြည့်အောင်ကျွန်တော်စဉ်းစားရအောင်တင်ဒီပေါလုနဲ့เนาะတီလာနေရာမှာခဏဝင်ကြည့်လိုက်ဟာကိုရောကြောင့်ဒီလောက်လှုပ်လာတာဟောဒီလောက်လူတွေပြောင်းလဲပြီးပြီဘာဖြစ်လို့ငါတို့ဒီလောက်เนาะချိန်တန်းရိုက်နဲ့ချင်းเนาะအိမ်မရစားမရအောင်လှုပ်နေတဲ့เนาะဒီအရာတွေဘာကြောင့်ရင်ဆိုင်ရတယ်လဲကျုပ်မေးခွန်းပေါင်းမြောက်များစွာမေးမှာဖြစ်ပါတယ်မေးနေကြတာလည်းဖြစ်ပါတယ်เนาะဒါပေမဲ့ပေါလုနဲ့တီလာဘာလို့တလဲဆိုရင်တော့ဂျေဇုတော်ချီးမွမ်းနေဗျာ
နော်ဒီအရာကဘာယုံကြည်သူနဲ့နော်ဒီပေါလုနဲ့တီလာနဲ့ကျွန်တော်ဘာကွာသွားတယ်လဲဘာကွာသွားတယ်လဲဆိုရင်ကျွန်တော်တို့အမြင်ချင်းကွာသွားတယ်နော်ကျွန်တော်ဘဒူကဘာကြောင့်လဲမဟုတ်နော်ဘဒူကြောင့်လဲဆိုတာရေးကြည့်တယ်ဘဒူကဘာလုပ်နေတယ်လဲမဟုတ်ဘူးနော်ဖခင်ရဲ့ control အောက်မှာရှိသလားဆိုတာယုံကြည်ခြင်းကအရာရာပေါ်မှာယေရှုတော်ချီးမွမ်းနိုင်တော်သူနဲ့မချီးမွမ်းနိုင်တော်သူဆိုတာကကွာဟသွားတာဖြစ်ပါတယ်ဒါကြောင့်ယောမ8:26မှာနော်ယောမ8:26မှာအခတ်သိမ်းသောအရာကတညီတညွတ်တယ်နော်ဘုရားသခင်အလိုတော်တိုင်းနော်ပြုစုတယ်ခတ်သိမ်းသောအရာကတညီတညွတ်တယ်ပြုစုတယ်ဒါကြောင့်နော်ခတ်သိမ်းသောအရာမှာယေရှုတော်ချီးမွမ်းဖို့ဖြစ်တယ်ဆိုတော့နော်ဒီကျမ်းချက်နှစ်ချက်ကအင်မတန်မှလိုက်ရောညီထွေပြီးတော့ကြောဒီကျမ်းချက်နှစ်ချက်စလုံးကိုကျွန်တော်တို့အတူတကွနားလည်ဖို့ဖြစ်ပါတယ်ယောမ8:26ကိုပဲခွန်အားရပြီးတော့နော်တက်5:18ကနော်ဒီအခက်ခဲရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာမချီးမွမ်းခြင်းနဲ့ဆိုတဲ့ပုံစံမျိုးမဖြစ်ရပါဘူးဒီကျမ်းချက်နှစ်ခုကတတ်ထပ်သေးကြနေပါတယ်အရာအားလုံးနော်ခတ်သိမ်းသောအရာအားလုံးကတညီတညွတ်တဲ့ဘုရားသခင်ရဲ့အလိုတော်တိုင်းဖြစ်တယ်ဘုရားသခင်သူချစ်တော်သားသမီးတွေအမှုပြုနေတယ်ဆိုတာယုံရင်ဘာကြောင့်အရာခတ်သိမ်းပြီးဟူသောအခြေအနေအမျိုးမျိုးမှာယေရှုတော်မချီးမွမ်းနိုင်ရမှာလဲဆိုတော့နော်ဒီ insight လေးကျွန်တော်တို့ရရှိတာဖြစ်ပါတယ်ဒီအရာပြင်ဆင်နေပဲကျွန်တော်ယေရှုတော်ခံစားရတာဖြစ်ပါတယ်ဒါတောင်တော့သူရောက်ချင်းစိတ်တိုင်းရဲ့အသက်တာမှာအရာရာမှာယေရှုတော်ချီးမွမ်းနိုင်တော်သူဖြစ်ပါစေဘာကြောင့်လဲဖယားကိုတော်အလိုရှိတော်အရာဖြစ်တော်ကြောင့်ဖြစ်ပါတယ်ဒုတိယချက်ပါလဲဆိုရင်ကိုတော်ပြုတော်အမှုအတွက်ဖြစ်ပါတယ်ကိုတော်ပြုတော်အမှုအတွက်ကိုတော်ပြုတော်အမှုတွေနော်ဒီ block like ကျွန်တော်ဆင်ခြင်ပြီးတော့ကြည့်မယ်ဆိုရင်ကဲတင်ချင်းရှိမယ်ဘုရားခင်ရဲ့ထောက်မှခြင်းထောက်ပံ့ခြင်းတွေရှိမယ်သို့မဟုတ်ကျွန်တော်ဆုတောင်းတဲ့အခါတိုင်းဆန္ဒရှိတဲ့အခါတိုင်းဆန္ဒရှိတဲ့အရာတိုင်းပေါ့နော်ဘုရားသခင်ကောင်းကြီးပေးလို့ဖြစ်တယ်အဖြေပေးလို့ဖြစ်တယ်ဆိုတဲ့အရာပေါ်မှာကျွန်တော်တို့နော်ယေရှုတော်ချီးမွမ်းရမှာဖြစ်ပါတယ်နော်ကိုတော်ပြုသောအမှုတွေအတွက်ကြီးမားဆုံးကတော့နော်ကျွန်တော်ကဲတင်ခြင်းတရားဖြစ်ပါတယ်နော်ကဲတင်ခြင်းတရားကောင်းတာလုပ်ရင်ကောင်းတာရမယ်ကျွန်တော်ကောင်းတာမလုပ်နိုင်ဘူးတိတယ်မလုပ်နိုင်ဘူးနော်မလုပ်ရဘူးဆိုတာတိတယ်ကျွန်တော်လုံးဝမရှောင်နိုင်နဲ့နော်ပုထုဇဉ်လူသားတွေဖြစ်ပါတယ်ကဲတင်ဖို့ရအတွက်နော်ကျွန်တော်ယေရှုပြုခံရတင့်တော်သူမဟုတ်ပါဘူးယေရှုတော်တက်ကြောင့်သာနော်ကျွန်တော်ကဲတင်ခြင်းခံရတာဖြစ်ပါတယ်တခါတလေမှာဘုရားခင်တရားမျှတလားဆိုရင်တကယ်ကိုမမျှတပါဘူးကိုပြုတဲ့တန်နော်ကိုခံရမှာဖြစ်ပါတယ်တိုးတော့ကိုပြုတ်တဲ့တန်ကိုမခံရလေအောင်အပြစ်တရားရခါတေခြင်းကိုမခံရလေအောင်ဘုရားသခင်ရဲ့ယေရှုပြုတ်ခြင်းဖြစ်ပါတယ်အဲ့ဒါကဲတင်ခြင်းတရားဖြစ်ပါတယ်အာမင်ဒီကဲတင်ခြင်းတရားယေရှုတော်အပြင်ရရှိတာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ကိုနော်ယေရှုတော်ချီးမွမ်းခြင်းရဲ့မပူဇော်နိုင်ရမှာလေနှစ်ကောကို15ယေရှုပြုပြီးတော့ဖတ်ပေးပါနောက်တစ်ခုကဘုရားသခင်ရဲ့ထောက်မှခြင်းထောက်ပံ့ခြင်းယာကုပ်1:9မှာကျွန်တော်ဖော်ပြထားတော့တွေ့ရပါတယ်ဘုရားသခင်ရဲ့နော်ပြုစုဆောင်မခြင်းနော်ဘုရားသခင်ဖန်ဆင်းထားသောအရာများအားဖြင့်နော်ကျွန်တော်ရဲ့တက်တာမှာနေနိုင်တယ်သွားနိုင်တယ်စားနိုင်တယ်ယနေ့ပင်လျက်အသက်ရှင်နိုင်တယ်ဆိုတဲ့အရာကယေရှုတော်တက်ကြောင့်ဖြစ်တယ်ဘုရားသခင်ရဲ့ထောက်မှခြင်းဖြစ်ပါတယ်ဒီအောင်နားလေတဲ့အခါမှာကျွန်တော်တို့ယေရှုတော်မချီးမွမ်းမဲမနေနိုင်ပါဘူးဇာလံ118အငယ်7မှာဆိုရင်ကျွန်တော်ဆုတောင်းတဲ့အရာဆန္ဒပြုတဲ့အရာတွေဘုရားသခင်ကအမှုပြုတယ်တဲ့နော်ကျွန်တော်ဘုရားသခင်သိချစ်တော်သူတွေသူသားသမီးတွေအတွက်ဘုရားသခင်ကလေဆန္ဒကိုယ့်ရဲ့ဆန္ဒကိုဘုရားသခင်ကအမှုပြုတာဖြစ်ပါတယ်ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်တင်းဒီနော်တင်းကိုဘာပြုစေခြင်းတလဲနော်ယေရှုကမေးပါတယ်တင်းဒီကျမ်းမာခြင်းတလားဘုရားသခင်ကမေးတာဖြစ်ပါတယ်လို့နော်ကျွန်တော်တက်တာမှာနော်စန္ဒမြောက်များစွာရှိမှဖြစ်ပါတယ်နော်ကန္တပေါင်းစုံမှာနော်ကျွန်တော်လိုချင်တဲ့စန္ဒဖြစ်ခြင်းနဲ့ဘဝတွေမြောက်များစွာရှိမှဖြစ်ပါတယ်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားစေသောနော်စန္ဒလှုပ်ဆောင်ခြင်းဆိုရင်တော့ဝိညာဉ်တော်ဘုရားကမဆာဖို့အသင်ပါဘုရားသခင်ကကောင်းကြီးပေးဖို့အသင်ပါဒါကြောင့်နော်ကိုတော်ပြုသောအမှုတွေအတွက်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကျွန်တော်တို့ချီးမွမ်းဖို့အရေးကြီးတာဖြစ်ပါတယ်ချီးမွမ်းရမှာဖြစ်ပါတယ်လို့နော်တတိယကကြီးအဲ့ဒါကဘာကြောင့်ကျေးဇူးတော်ချီးမွမ်းဖို့အရေးကြီးတယ်လဲဆိုရင်နော်ကိုယ့်အတွက်ဖြစ်တယ်နော် impact နော်ဘာကိုပြောချင်တယ်လဲဆိုရင်တင်းဒီနော်
တင်ဒီဖယားတခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုက်တဲ့အခါမှာနော်ဝမ်းမြောက်ခြင်းတွေကနေရာယူလာတယ်ငြိမ်သက်ခြင်းတွေကနေရာယူလာတယ်မျောလင့်ခြင်းတွေနော်မျောလင့်ခြင်းရောင်ချီတာ၍တန်းလာတယ်ဖယားတခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခြင်းကဖယားတခင်ရဲ့အလိုတော်ဆိုတာကလေငါဒီလောက်လုပ်ပေးထားတာပဲမင်းတို့ငါ့ကိုတော့ပြန်ချီးမွမ်းကြပါဆိုတဲ့နော်ကျွန်တော်တို့လောကသားစတိုင်တွေကဲတော့မဟုတ်ဘူးဖယားတခင်ကသူ့ကိုကျေးဇူးတော်ချီးမွမ်းစေခြင်းဒါကကိုယ့်အတွက်ဖြစ်တယ်အာမင်ခက်ခဲချက်တဲ့ကာလပတ်ဝန်းကျင်မှာကြောက်စရာတွေနော်ဝမ်းရနေတဲ့ကာလမှာပင်လေစိုးရိမ်စရာတွေမြောက်များစွာရှိတယ်နော်ဒီနေ့မှာကျွန်တော်တန်ကြားတော်သူတယောက်ကျေးဇူးတိုင်းရဲ့တက်တာမှာလည်းပဲမနှက်ပြန်ကိုရင်မဆိုင်ရတဲ့သူများရှိသလားကိုဘဝမှာနော်ကိုယ့်ရဲ့ကျမ်းမာရေးကလားငွေရေးကြေးကလားကိုယ့်ကို၆လန့်နေသလားကျေးဇူးတော်ချီးမွမ်းလိုက်ပါကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာကြောက်ရွံ့ခြင်းကနေရာယူလို့မရတော့ဘူးစိုးရိမ်ခြင်းကနေရာယူလို့မရတော့အာမင်ဒါဆိုရင်ဘာကိုပြောချင်တယ်လဲဆိုရင်ကျွန်တော်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုက်တဲ့အခါမှာကိုယ့်ရဲ့ focus ကပြောင်းသွားတာကိုယ့်ရဲ့အမြင်ကပြောင်းသွားတာဘာကြောင့်ဒါတွေဖြစ်နေတယ်လဲမဟုတ်ကိုတော့ဒီຢာတွေဖြစ်နေတဲ့ကြားမှာပင်လျင်ကျွန်တော်အသက်ရှင်ရတာကျေးဇူးတင်တယ် focus ပြောင်းသွားတယ်အာမင်ကျွန်တော်ဒီ Diaconate Ministry page ဆက်စချင်းsermon ကျွန်တော်မှတ်မိသေးတယ် COVID နဲ့ပတ်သက်ပြီးတော့ဗောလေဒီຢာလေးကိုကျွန်တော်ပြန်ပြီးအမတ်ရလို့ပြန်ပြီးပြောချင်တာဖြစ်ပါတယ်ကိုဗစ်ကာလမှာကျုံမြောက်များစွာသောတက်တွေဆုံးရှုံးရတယ်လူတွေအများအားမေးတဲ့မိကုံကကိုရောဘာကြောင့်လူတွေတည်တယ်လဲဒါကအမှန်တရားဖြစ်တယ်ဒါပေမဲ့ကျေးဇူးတော်ချီးမွမ်းတတ်တဲ့နှလုံးသားကျေးဇူးတော်ချီးမွမ်းတဲ့သူတွေเนาะကျွန်တော်ဖခင်တကယ်သားသမီးတွေကြည့်ရမယ့် focus မြင်ရမယ့်เนาะရှုထောင်းကပါလဲဆိုကိုရောဒီလောက်เนาะကိုဗစ်ယောဂါကြောင့်เนาะလူတွေတည်နေတာကျွန်တော်တို့မဟုတ်ကျွန်မဘာကြောင့်အသက်ရှင်နေတယ်လဲဆိုတာကကျွန်တော်တို့မေးရမှာဖြစ်ပါတယ်အသက်ရှင်နေသောကြောင့်ဘာဖြစ်တယ်လဲကိုတော့ယေရှုတင်တယ်ဆိုပြီးတော့အရာတိုင်းမှာကျွန်တော်ယေရှုတော်ချီးမွမ်းဖို့ရန်အတွက်ဖြစ်ပါတယ်ထိုကဲ့သို့ချီးမွမ်းတဲ့အခါမှာเนาะကျွန်တော်ဖိလိပ္ပိ4:6နဲ့ခွန်ကိုကြည့်ပါเนาะယေရှုပြီးတော့ဖတ်ပေးပါเนาะစိုးရင်ခြင်းမရှိပဲယေရှုတော်ချီးမွမ်းမယ်ယေရှုတော်ချီးမွမ်းတဲ့အခါမှာစိုးရင်ခြင်းကြောက်ရွံ့ခြင်းမတေမချာမအေးမရဒီຢာတွေကနေရာယူလို့မရဘူးတစ်ချိန်တည်းမှာအလင်းနဲ့အမောင်ကနေရာယူလို့မရဘူးထိုနည်း၎င်းပဲကျွန်တော်ဒီကျေးဇူးတော်ချီးမွမ်းခြင်းကလေဟန်ဆောင်ပန်ဆောင်ချီးမွမ်းလို့လည်းမရပါဘူးနှလုံးသားနဲ့သက်ဆိုင်သောအရာဖြစ်ပါတယ်တင်းဒီတကယ်ဟိုဖခင်သခင်ရဲ့အမှုပြုခြင်းဖခင်သခင်ရဲ့အသက်ရှင်နေဆိုတာသိတယ်ဖခင်သခင်ကငါဘက်မှာရှိတယ် I am on the winning side ငါဒီအောင်ပွဲခံတော်သူရဲ့ဘက်မှာရှိတယ်ငါဒီအောင်မြင်တော်သူတဲ့အောင်မြင်တော်သူဖြစ်တယ်ဆိုတော့ဘာကိုပြောရလဲယေရှုကလောကကိုအောင်တယ်တင်းဒီယေရှုမှာဘက်မှာရှိပြီဆိုရင်တင်းဒီနော်အောင်မြင်တဲ့ဘက်မှာရှိတယ်ဆိုတာကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်နော်ဘောလုံးကြိုက်တဲ့နော်သူတွေမြောက်များစွာရှိပါတယ်တင်းဒီ final နော် final ဖလားလူပွဲမှာတင်းဖွဲ့က10ဂိုးနဲ့နိုင်တယ်ဟိုဘက်က0ပေါ့လေမိနစ်အနည်းငယ်ကြံတဲ့ချိန်မှာဟိုဘက်ကဆွာတာတို့နော်ဟိုဘက်ကခြေနော်ဒီခြေတော့နာအောင်လောက်တာတို့ဘာတို့ဟောပေါ့ဗျာလဲအောင်လောက်တာတို့ဘာတို့ပေါ့နော်ဥပမာအပြင်ကြည့်အောင်ဒီအရာတွေကြောင့်ကျွန်တော်တို့ဝမ်းနဲ့ပူဆွေးစရာမရှိတော့ကျွန်တော်တို့ကအချိန်ပြည့်လိုက်ရင်ဖလားသိမ့်ဖို့ဆိုတာကတည်မြင်နေပြီးသားဖြစ်ပါတယ်ဒုနည်း၎င်းပဲကျွန်တော်တက်တာမှာနော်ကျွန်တော်အသက်တရပူရရှိတော်သူတွေဖြစ်တယ်ယေရှုတော်ကြောင့်ကယ်တင်ခြင်းရရှိတော်သူတွေကထာဝရသက်ရှင်ရမယ့်သူတွေဖြစ်ပါတယ်ဒါကြောင့်ဒီလောကမှာရှိနေတဲ့အရာရင်ဆိုင်နေရတဲ့အရာပေါ်မှာနော်ကျွန်တော်ကြော်လွန်ပြီးတော့အမြင်ပြောင်းပြီးတော့ကိုတော်ယေရှုတင်တယ်ကိုတော်ဒီလိုရင်ဆိုင်ရလို့ယေရှုတင်တယ်ကိုတော်ဒီအခက်ခဲကြောင့်ယေရှုတင်တယ်ကျွန်တော်အခက်ခဲတွေနော်မရင်ဆိုင်ဘူးတဲ့သူကအခက်ခဲရင်ဆိုင်တဲ့သူကိုဘယ်တော့မှမဆာနာတတ်ဒါကြောင့်ဘုရားသခင်ကလေကျွန်တော်တို့ကိုပုံစံမျိုးမျိုးကိုရှောက်စေပါတယ်ရှောက်စေပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုတယောက်တည်းမရှောက်စေပါဘူးအာမင်အာမင်ဒါကြောင့်ကျွန်တော်တို့အတွက်ဖြစ်တယ်ဒါကြောင့်ကျွန်တော်ယေရှုတင်တတ်တဲ့နှလုံးသားနော်ရှိတဲ့ခါမှာနော်ကို့မှာနော်ဘလောက်ရှိတယ်လဲဆိုတဲ့အရာပေါ်မှာမဟုတ်တော့နော်ဘလောက်ရတယ်လဲဆိုတဲ့အရာပေါ်မှာမဟုတ်တော့ဒါပေမဲ့ဘာရှိတယ်လဲဆိုမှကျေနပ်နေခြင်းကယေရှုတင်တတ်တဲ့နှလုံးသားပိုင်ရှင်နော်ဖြစ်ပါတယ်ကျွန်တော်ပြန်ပြောပါမယ်ဥပမာတင်မှာအိမ်တွေကားတွေဟလားရှိနေမယ်ဒီຢာတွေရှိနေလို့ကျွန်တော်ဝမ်းမြောက်ပြီးဝမ်းသာပြီးတော့ယေရှုတော်ချီးမွမ်းနေနိုင်တာမဟုတ်
မဟုတ်နော်ဘာဖြစ်လို့ဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေတတ်တယ်လဲဆိုရင်ဘုရားပေးတဲ့အရာပေါ်မှာခြေနဲ့ဝမ်းသာပြီးတော့ကိုရော့ကိုကျေးဇူးတင်နေတဲ့အရာကမှကျေးဇူးတင်တတ်တော့နော်နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်နားလည်နိုင်ဖို့ဘုရားခင်သူကောင်းကြီးပေးပါစေနော်ဒါကြောင့်ကျွန်တော်ကြားဘူးတဲ့အရာတစ်ခုကျွန်တော်မမားဘူးဆိုရင်ဇီဒန်ဖြစ်လိမ့်မယ်တင်တယ်ငငယ်ကနော်ဘောလုံးသမားတစ်ယောက်ဖြစ်တယ်ဘောလုံးဖနက်အရန်ကြိုက်တယ်နော်ဘောလုံးကန်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ငိုတယ်မိဘမဝယ်ပေးနိုင်တနေ့မှဒီလိုပဲဘောလုံးကန်နေနော်ခြေထောက်တစ်ချောင်းကျိုးတဲ့သူ့အသက်အရွယ်နဲ့ကိုက်ညီတဲ့လူတစ်ယောက်လိုင်းလျှောက်လာတော့တွေ့ရတယ်အဲ့ဒီချဲလိုက်စာပြီးသူ့အမြင်ပြောင်းသွားတယ်ဩငါဘောလုံးကန်ဖနက်ရဖို့ငါငိုကြွေးပြီးတော့မိဘကိုမကြည်မနှက်ဖြစ်နေတာသူတို့မဝယ်ပေးလို့ဒါပေမဲ့ဘောလုံးကန်ဖနက်မပြောနဲ့ခြေထောက်မရှိတဲ့သူတောင်မှနော်ငါရဲ့တက်ရွယ်မှာရှိနေတာပဲဆိုပြီးတော့သူနားလည်သွားတယ်အာမင်ဆိုတော့ကျွန်တော်ရဲ့တက်တာမှာလဲနော်ကျွန်တော်တို့မရောက်ရဲမတင်းတိမ်နိုင်တဲ့လူတွေကတစုံတယောက်အတွက်အားကျနေတဲ့ဘဝဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်ရှိချင်းမရှိချင်းအရာပေါ်မှာမဟုတ်ဘဲနဲ့ကိုယ်မှာရှိတဲ့အရာပေါ်မှာချိန်နဲ့ရောက်ရဲပြီးတော့ကိုတော့ကြောင့်ဖြစ်တယ်ကိုတော့ပြုတ်အောင်မယ်ကိုတော့ပြုတ်နေစေဖြစ်တယ်ဆိုတော့နားလည်နိုင်တော့သို့မဟုတ်နားလည်တတ်တော့အရာကနော်ကျွန်တော်ဂျေဇုတော်ချီးမွမ်းခြင်းကိုဖြစ်စေတာဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်ဂျေဇုတော်ချီးမွမ်းခြင်းကိုယ့်အတွက်ဖြစ်တယ်တင်ရဲ့တက်တာမှာချီးမွမ်းခြင်းနော်အကောင်းတနည်းအားဖြင့်ဆိုရင်ဘုရားကိုချီးမွမ်းခြင်းကလူတွေကိုအကောင်းမြတ်တတ်ခြင်းလို့ပြောရင်လည်းနော်ကျွန်တော်တို့မမားဘူးလို့ကျွန်တော်ခံယူတယ်ဒါကြောင့်မိမိရဲ့တက်တာမှာဂျေဇုပြုတတ်တဲ့အရာဂျေဇုတော်ချီးမွမ်းတတ်တဲ့အရာနော်ရုပ်ရောက်လာပြီးယော့နေလာပြီးဆိုရင်ကျုပ်တကူကောင်းနော်မာနရှိတော်သူနော်ဖြစ်ဖို့များတယ်ကျွန်တော်ဆင်ခြင်ဖို့ဖြစ်ပါတယ်ညီးတွားနေတဲ့လူဖြစ်ဖို့များပါတယ်တင်ရဲ့တက်တာမှာကျွန်တော်ရဲ့တက်တာမှာနော်အမြဲတမ်းတိမ်ငယ်နေတယ်ဘသူကငါ့ကိုကူညီတင်တယ်ဘသူကနော်ဒီလိုလှုပ်တင်တယ်ဆိုပြီးတော့သူတစ်ပါးရဲ့အကူအညီကိုပဲကျွန်တော်တို့စောင့်မျှော်နေတတ်တော်သူတနည်းအားဖြင့်ဆိုရင်နော် God Center မဟုတ်တော့ပဲနဲ့ကျွန်တော် Man Center ပေါ့နော်လူတွေကိုပဲနော် focus လုပ်တဲ့အခါမှာကျွန်တော်ကျေးဇူးတော်ချီးမွမ်းစရာအင်မတန်မှနော်နေပါမှာဖြစ်ပါတယ်ကျေးဇူးတော်ချီးမွမ်းရမှာကိုရောအကြောင်းဖြစ်တယ်နော်ကိုရောအားဖြင့်ဖြစ်တယ်နော်ကိုရောအဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်နားလဲနေတဲ့၍ကျွန်တော်ရဲ့တက်တာမှာမာနဆိုတာမရှိတော့ဘဲနဲ့ဘုရားကိုဘယ်လောက်ကျေးဇူးတင်တယ်လဲဆိုတာကိုလူတွေပေါ်မှာကျွန်တော်တက်တည်ပြဖို့ရတဲ့ဖြစ်ပါတယ်ကျေးဇူးတော်ချီးမွမ်းခြင်းရဲ့ပူဇော်ခြင်းဆိုတာကနှုတ်နဲ့မဟုတ်ပါဘူးနော်နှုတ်တက်မဟုတ်ပါဘူး action နော်လှုပ်ဆောင်ခြင်းအပြင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဒီနေ့မှာပေါ်ပြလိုတာဖြစ်ပါတယ်အနေချောအဖြစ်ပြန်ပြောရမယ်ဆိုရင်ကာကြီး၃ခုနော်ကိုရောအလိုရှိတော့ရမလို့ကျေးဇူးတော်ချီးမွမ်းခြင်းရဲ့ပူဇော်နေရတာဖြစ်ပါတယ်ကိုရောပြုတ်တော့အမှုများအတွက်ကျွန်တော်ချီးမွမ်းခြင်းကအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်နော်ဒီချီးမွမ်းခြင်းကျေးဇူးတင်တဲ့နှလုံးသားကကိုယ့်အတွက်ဖြစ်ပါတယ်ဒါကိုဘုရားသိတယ်နော်ဒါကြောင့်ကျွန်တော်တို့ကိုကြံချစ်တော်များမှာကျေးဇူးတော့ချီးမွမ်းတတ်တော်သူများဖြစ်ဖို့ရန်အတွက်ဖော်ပြထားတာဖြစ်ပါတယ်ဒီအရာလေးနဲ့ကျွန်တော်ဆုံးသတ်ချင်ပါတယ်ကျွန်တော်ယုံကြည်သူများရဲ့တက်တာမှာလည်းပဲဘုရားသခင်ရဲ့အလိုတော်နဲ့အညီနော်ကျေးဇူးတော်ချီးမွမ်းတတ်ဖို့ကျေးဇူးတင်တတ်ဖို့အရေးကြီးရတာဖြစ်ပါတယ်ဥပမာပြည့်လူ2ယောက်ရှိတယ်ဆိုကြပါစို့နော်2ယောက်ကဆိုင်ပွဲဖြေတယ်1ယောက်ကအောင်တယ်ဂုံတူးထွက်တယ်1ယောက်ကကြတယ်ဆိုကြပါစို့နော်လူ2ယောက်ဗီဇာလျှောက်တယ်1ယောက်ကရတယ်1ယောက်ကမရဘူးဆိုကြပါစို့နော်လူ2ယောက်ခရီးတူသွားတယ်တကယ်ချင်းတွေပေါ့တယောက်ကကြီးမား accident ရတယ်တယောက်ကဘာမှမရဘူးဆိုကြပါစို့အလုပ်နော်အတူတူလုပ်ကြတဲ့သူများတယောက်က promotion ရတယ်တယောက်ကfire တော့ဗောနော်အလုပ်ပြုတ်တယ်ဆိုကြပါစို့နော်ဘဝတက်တာမှာကျွန်တော်ဒီຢာတွေကြုံတွေ့နေရတယ်ဒါဆိုရင်တင်းဒီပထမလူတီးဟူတော့နော်ဒီကြုံတွေ့နေရတဲ့ຢာပေါ်မှာဂျေဇုပြုတ်ခြင်းခံရတော်သူဆိုရင်ကျွန်တော်ဂျေဇုတော့ချီးမွမ်းတတ်ဖို့လဲနော်လိုတာဖြစ်ပါတခါတလေကြောဝါမှုလည်းဖြစ်တတ်တယ်လို့တခါတလေတင့်အပေါ်မှာပဲဘုရားသခင်ကလေပို့ပြီးတော့ကောင်းမြတ်နေတယ်လို့နော်မဖြစ်ဖို့ရတော့လည်းအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်ပေးသွားတဲ့ဥပမာနယ်ပယ်၄ခုမှတစ်ခုကြည့်ရအောင်နော် accident နော်တယောက်ကမရဘူးတယောက်ကရသွားတယ်ဆိုကြပါစို့တယောက်ကဆေးရုံတက်တယ်တယောက်ကဘုရားကျောင်းမှာတက်ခံနေတယ်ဆိုကြပါစို့နော်သို့မဟုတ်ကိုဗစ်တုန်းကလည်းဒီတိုင်းပဲပေါ့နော်ဆိုတော့ဂျေဇုတော်ကြောင့်ဆိုတော့နောက်တယောက်ကဂျေဇုတော်မခံစားရလို့လားဆိုတာဖြစ်သွားနိုင်တယ်ကျွန်တော်ရဲ့နော် day to day life မှာခရိယန်တက်တာ
ခရိယာတက်ရှင်ခြင်းမှာဒါကြောင့်ကျွန်တော်ပြောချင်တဲ့အရာဘာလဲဆိုရင်ဖရာသခင်ရဲ့အလိုတော်နဲ့ညီတော့เนาะယေရှုတော်ချီးမွမ်းခြင်းကိုချီးမွမ်းလိုက်လို့เนาะသူတစ်ပါးအတွက်ဖရာသခင်ကိုဟလာquestion mark ဖြစ်เสียမှာဖြစ်ဖို့လေလိုတယ်ကိုပဲဖရာသခင်ကเนาะစလိုက်မီးနဲ့ထိုးနေတယ်လို့ကိုပဲကောင်းကြီးပေးတယ်လို့သူတစ်ပါးတွေမခံစားဖို့လေเนาะကိုရဲ့ပြုမှုခြင်းမှာအင်မတန်မှတက်ဆိုင်တာဖြစ်ပါတယ်။နှစ်ချုပ်အပြင်ပြောရမယ်ဆိုရင်ကိုကြောင့်မဟုတ်ပါဘူး။ကိုရောကြောင့်ဖြစ်ပါတယ်လို့အာမင်။ကျွန်တော်တို့ကောင်းမြတ်ခြင်းကြောင့်ဘုရားသခင်ယေရှုပြုနေတာမဟုတ်ဘူး။ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်နေ့ရက်စဉ်တိုင်းမှာယေရှုတော်ချီးမွမ်းတော်သူကချီးမွမ်းစရာအကြောင်းနေ့ရက်စဉ်တိုင်းမှာခံစားရမှာဖြစ်ပါတယ်။ဒီစကားလုံးလေးနဲ့နှုတ်ဆက်ပြီးတော့မိမိရဲ့တက်တာမှာအစဉ်မြဲယေရှုတော်ချီးမွမ်းနိုင်တော်သူများဖြစ်ခြင်းနဲ့အတူယေရှုတော်ချီးမွမ်းနိုင်စရာကောင်းကြီးမင်္ဂလာခံစားရလျက်ဖရာသခင်ရဲ့ဘုန်းတော်တည်ဆောင်တော်သူများဖြစ်ကြပါစို့ဆိုပြီးတော့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ဆင်ခြင်နှလုံးသွင်းကြတာဖြစ်ပါတယ်လို့ရောက်ချင်းစီတိုင်းဖရာသခင်ကောင်းကြီးပေးပါစေအာမင်